ရန်ကုန်မှာတော့ဆိုလို့ရှိရင်အိမ်သားမှာဒီရန်ကုန်ရဲ့နာမည်ကြီးမိုးဟင်းကားဆိုင်ရှိတယ်အဲ့တော့ဆိုလို့ရှိရင်သူဟာလေငရုတ်ကောင်းလေးများပူတယ်ပေါ့နော်အဲ့ဒီမွေးငါးကြတော့ဒါပေမဲ့လည်းနာမည်ကြီးပါပဲ signature ပဲပေါ့နော်လူကြီးတွေတောင်မှစားရင်တော်တော်လေးပူတယ်ပေါ့အဲ့တော့ကျမအဲ့ဒီမွေးငါးဆိုလို့ရှိရင်ဂျူဝယ်လေးကိုမကြွေးခဲ့ဘူးကျမတို့ကရန်ကုန်မှာကဂျူဝယ်လေး2နှစ်ထိနေခဲ့တာဆိုတော့ဟိုတစ်နှစ်ကျော်လောက်ကစပြီးတော့မှပေါ့နော်အစားအစုံလေးကြွေးပြီပေါ့အဲ့ရမွေးငါးဆိုလို့ရှိရင်မကြွေးဘူးဘာလို့လဲဆိုတော့ तू ကအရန်ပူပြီးတော့မှအရန်ငရုတ်ကောင်းများတဲ့ခါကျကလေးကအဲ့ဒါကြီးစားမိသွားလို့ရှိရင် तू စိတ်ထဲမှာပေါ့နော်ဒီမွေးငါးဆိုတဲ့အရာကြီး तू အရင်လန့်သွားမယ်ပေါ့နော်အဲ့ကြောင့်မလို့ကျမတို့ကအိမ်မှာပဲမွေးငါးလေးတွေကိုဆိုရှင်အိမ်မှာပဲပေါ့ချက်ပေးတယ်ပေါ့နော်နောက်ပြီးတော့တကယ်လို့အပြင်ကနေပြီးတော့မွေးငါးတစ်ခါတလေလေးပေါ့နော်ဝယ်ကျွေးပြတယ်ဆိုလို့ရှိရင်လည်းတခြားမွေးငါးဆိုင်ကဟာလေးဝယ်ကျွေးပြတယ်ပေါ့နော်အဲ့လိုမျိုးပဲပဲမွေးငါးလေးပေါ့ဆန်မွေးငါးလေးပေါ့နော်ငါးမွေးငါးလေးအဲ့လိုမျိုးလေးများတဲ့ဟာနေခဏကငရုတ်ကောင်းနေစပလင်းနေချင်းနေအရင်မများတဲ့ဟာမျိုးပေါ့နော်အဲ့လေးတော့ဝယ်ကျွေးပြတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကလေးကကြတော့မွေးငါးဆိုအရင်ကြိုက်တယ်ဒါပေမဲ့တချို့မွေးငါးလေးဆို तू မကြိုက်ဘူးမကြိုက်ရင်ကျမတို့ကအဲ့လိုဆိုရင်မကျွေးတော့ဘူးပေါ့နော်အဲ့လိုပဲကလေးကကြတော့ပထမဆုံးပေါ့နော်ဒီအစားအစာတွေကိုစပြီးတော့ကျွေးတဲ့အခါမှာဆိုရင်အဲ့လို negative feeling ဖြစ်မသွားဖို့အတွက်အရေးကြီးတယ်အဲ့လိုမျိုးစကျွေးတဲ့အခါမှာ negative feeling ဖြစ်သွားရဲဆိုကလေးတွေကသူတို့အနေနဲ့ကဒီအစားအစာကိုလည်းမွေးငါးဆိုလည်းမွေးငါးကိုလည်း try ရမှာကြောက်သွားတယ်နောက်ပြီးတော့ overall အစားအစာဆိုလို့ရှိရင် try ရမှာကြောက်သွားတယ်ပေါ့နော်ဒါကကြတော့ကျမက example အနေနဲ့ဒီလိုမျိုးပူတဲ့ဟာဒီလိုမျိုးဟာတစ်ခုခုပြောတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့တခြားပေါ့နည်းနည်းအစိမ့်နဲ့များတဲ့ဟာညှီတဲ့ဟာလိုမျိုးပေါ့နော်အဲ့လိုမျိုးဟာဖြစ်မယ်ဆိုလို့ရှိရင်လည်းဒါကလိုမိဘတွေကကြတော့ရှောင်ပေးရမယ်ပေါ့နော်ဘာဖြစ်လို့ကလေးတွေကအခုလိုမျိုးပဲဒီပထမဆုံးတစ်ခေါက်တွေးတဲ့ခါမှာဆိုရင်သူတို့အတွက်မကောင်းတဲ့ feeling ပေါ့နော်သူတို့လန့်သွားတဲ့ feeling မျိုးရတယ်ဆိုလို့ရှိရင်သူတို့ကအစားအစာအသစ်တွေ try ရမှာ generally ကိုပါပေါ့နော် try ရမှာလန့်သွားပါလိမ့်မယ်